အားလုံးမင်္ဂလာရှိသောနက်ခင်းလေးပါကျွန်တော်မနေ့ကဗီဒီယိုဖိုင်မှာရှေ့ညီကိုရဲနဲ့ခွန်နောက်ပိတ်တဲ့10ကွက်လိုင်းနေပြီးမှတကွက်ကောင်းလေးကျွန်တော်ရွေးချယ်ပေးလိုက်ပါတယ်အကိုရီမတွေကိုကျွန်တော်ရှေ့ညီကိုရဲရိုက်ပြခဲ့ပြီးပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာရိုက်ပြချင်တာကဒီ3လုံး3ကိုတဲ့6လေးနှလုံး3လို့တစ်ထိပ်ဝင်ပြီး၄ခါဝင်တဲ့အချိန်မှာတဲ့6နဲ့ဒီ8နှစ်ပေါ့နှလုံးပေါင်းချင်း3ညနဲ့4နဲ့ကို4ပါတဲ့အဲ့လေးကို6 5နှလုံး4နဲ့လိုက်ထည့်တယ်ပေါ့နော်နှစ်1နှစ်3လုံးပေါင်းချင်း4ကိုတဲ့6 5နှလုံး4တို့ဖြစ်တဲ့အချိန်မှာတဲ့8 8 5 3လုံးပေါင်းချင်း1အဲ့1ကို6နဲ့နှလုံး1နဲ့လိုက်ထည့်တယ်ပေါ့3နှစ်3ည3လုံးပေါင်းချင်း5ကို4 1နှလုံးပေါင်းချင်း5လို့3ညထိပ်ဝင်ပြီး1ခါဝင်ရမယ့်အချိန်မှာတဲ့8နှစ်1 3လုံးပေါင်းချင်း1ကိုတဲ့4ခွန်နှလုံး1နဲ့ဝင်လိုက်တယ်ပေါ့နော်အဲ့တော့3ည1ခွန်ပေါ့အဲ့3ည1ခွန်ဆိုတဲ့ကဏ္ဍလေးကိုတဲ့6လေး1 3လုံးပေါင်းချင်း1ကတဲ့ဒီက2ခါလေးနဲ့4 5နှလုံးပေါင်းချင်း6လေးနဲ့ကို1လို့သူကထည့်ထားတယ်ပေါ့ပြောချင်တဲ့အဓိပ္ပာယ်ကတော့4 8 1 3လုံးပေါင်းချင်း1ကိုတဲ့6လေးနှလုံးပေါင်းချင်း4 8 1 3လုံးပေါင်းချင်း3ကို6လေးနှလုံး3လို့တစ်ထိပ်ဝင်ပြီး4ခါဝင်တဲ့အချိန်မှာ8နှစ်4 3လုံးပေါင်းချင်း4ကို6 5နှလုံး4နဲ့1 4 5လို့ထွက်တော့မယ်ဆိုရင်တဲ့6 4 1 3လုံးပေါင်းချင်း1ကို2 4 5 3လုံးပေါင်းချင်း1လေးနဲ့ချုပ်ထားတယ်ပေါ့ဗျာ1နှစ်1နှစ်ပေါ့နော်3လုံးပေါင်းချင်း4အဲ့လေးကို6 5နှလုံး4လို့နှိပ်ထိပ်ဝင်ပြီး5ခါဝင်တဲ့အချိန်မှာတဲ့8 8 5 3လုံးပေါင်းချင်း1ကို6နှစ်နှလုံးပေါင်းချင်း1နဲ့2 5နှစ်ဆိုတဲ့ကဏ္ဍလေးကိုတဲ့8 1နှစ်3လုံးပေါင်းချင်း1ကို4 5နှစ်3လုံးပေါင်းချင်း1လေးနဲ့ချုပ်ထားတယ်ပေါ့နော်ဒီမှာကျွန်တော်တို့က3နှစ်3ည3လုံးပေါင်းချင်း5ကို4 1နှလုံး5လို့ဖြစ်နေပြီတဲ့အဲ့တော့3ညထိပ်ဝင်ပြီး1ခါဝင်တဲ့အချိန်မှာတဲ့8နှစ်1ခါဝင်ထားတဲ့အတွက်3လုံးပေါင်းချင်း1ဖြစ်နေပါတယ်တဲ့အဲ့1ကိုတဲ့နောက်ကနေ4ခွန်နှလုံး1နဲ့ထဲတော့မယ်ဆိုတော့ခွန်နောက်ပေးရပါမယ်တဲ့အဲ့တော့3ည1ခွန်ဆိုတဲ့ကဏ္ဍလေးထွက်ဖို့ရေးဦးပေါ့နော်1 3 3ည3လုံးပေါင်းချင်း4တဲ့အဲ့4ကိုတဲ့6 1ခွန်3လုံးပေါင်းချင်း4နဲ့ချုပ်ပြီးမှသူက3ည1ခွန်ဆိုတဲ့ကဏ္ဍလေးအောင်နိုင်တယ်ပေါ့နော်အောင်နိုင်ပါတယ်နောက်တစ်ချက်ကဒီမှာ4နှစ်1တဲ့3လုံးပေါင်းချင်းခွန်တဲ့အဲ့ဒီခွန်ကိုနဲ့3နဲ့4နဲ့နှလုံးခွန်လို့1 4တွဲဝင်တယ်ပေါ့နော်အဲ့လို1 4တွဲဝင်တာနဲ့8 9 4 3လုံးပေါင်းချင်း1တဲ့အဲ့လို1 4တွဲဝင်တာနဲ့8 9 4 3လုံးပေါင်းချင်း1လို့ဖြစ်ရင်နောက်ကနေနှလုံး1နဲ့လိုက်ထည့်ထားပြီး1 4 5လို့ထွက်သွားတယ်ပေါ့နော်အဲ့1 4 5လို့ထွက်တော့မယ်ဆိုရင်4 1 3 3လုံးပေါင်းချင်း8အဲ့8ကို6 4 5 3လုံးပေါင်းချင်း8လေးနဲ့ချုပ်ထားပါတယ်တဲ့နောက်တစ်ချက်ကြည့်မယ်ဆိုရင်4 2 2 3လုံးပေါင်းချင်း8အဲ့ဒီ8ကိုတဲ့3နဲ့5နဲ့နှလုံး8လို့နှစ်ထိပ်ဝင်ပြီး5ခါဝင်တော့မယ်ဆိုရင်တဲ့1 4 5 3လုံးပေါင်းချင်း3ညဖြစ်သွားပါတယ်တဲ့အဲ့ဒီ3ညဖြစ်တယ်ဆိုရင်နောက်ပိတ်ကိုလည်းသူကနှလုံးပေါင်းချင်း3ညနဲ့လိုက်ထည့်ပြီးမှ2 5နှစ်ဆိုတဲ့ကဏ္ဍလေးထွက်ရပါပြီပေါ့နော်2 5နှစ်ဆိုတဲ့ကဏ္ဍလေးထွက်ရတော့မယ်ဆိုရင်တဲ့1နှစ်3 3လုံးပေါင်းချင်း6ဖြစ်နေရပေါ့နော်အဲ့6ကိုလည်း9 5နဲ့3လုံးပေါင်းချင်း6လေးနဲ့ချုပ်ထားပါတယ်တဲ့အဲ့ဒီမှာကျွန်တော်တို့စောစောကရိုက်ခဲ့တဲ့3ည1ခွန်ဆိုတဲ့ကဏ္ဍလေးကိုက်ညီမှုရှိမရှိကြည့်မယ်ဆိုရင်တဲ့4 6 3ည3လုံးပေါင်းချင်း3ညဖြစ်နေရပေါ့နော်အဲ့3ညကို6နဲ့1နဲ့နှလုံးပေါင်းချင်း3ညလည်း3ည1တွဲလေးဝင်တာနဲ့တဲ့2 5 1 3လုံးပေါင်းချင်း8တဲ့အဲ့2 5 1 3လုံးပေါင်းချင်း8ကို1ခွန်နှလုံး8နဲ့သူကလိုက်ထည့်ထားတယ်ပေါ့နော်အဲ့3ည1ခွန်ဆိုတဲ့ကဏ္ဍလေးကိုပဲစောစောကလိုပဲ3 3ညကို3လုံးပေါင်းချင်း2တဲ့အဲ့2ကို4 1ခွန်3လုံးပေါင်းချင်း2လေးနဲ့လည်းချုပ်ပြီး3ည1ခွန်ဆိုတဲ့ရှေ့အတွဲနောက်တွဲပေါ့နော်အကုန်လုံးကိုက်ညီစွာနဲ့သူကထွက်သွားတယ်ပေါ့နောက်ထပ်အဲ့3ည1ဆိုတဲ့ကဏ္ဍလေးကိုတဲ့ကျွန်တော်ချုပ်ပြရမယ်ဆိုရင်ပေါ့ဒီမှာ6နဲ့1နဲ့နှလုံးပေါင်းချင်းခွန်ပေါ့နော်6နဲ့1နဲ့နှလုံးပေါင်းချင်းခွန်ကိုတဲ့1 1 4 3လုံးပေါင်းချင်းခွန်လို့တစ်ထိပ်ဝင်ပြီး4ခါဝင်တော့မယ်ဆိုရင်တဲ့4နဲ့4နဲ့နှလုံးပေါင်းချင်း8ဖြစ်နေတယ်အဲ့4 4နှလုံးပေါင်းချင်း8ကိုဒီက4နောက်ပိတ်လေးနဲ့ဒီနှလုံး4လေးနဲ့ဟိုသူက8လို့ရိုက်ပြီးမှ1 4 5ဆိုတဲ့ကဏ္ဍလေးထွက်တယ်ပေါ့နော်အဲ့1 4 5ဆိုတဲ့ကဏ္ဍလေးထွက်ပြီဆိုရင်တဲ့6 8 1 3လုံးပေါင်းချင်း5တဲ့6 8 1 3လုံးပေါင်းချင်း5ကို6 4 5 3လုံးပေါင်းချင်းဟမ်6 8 1 3လုံးပေါင်းချင်း5ကို6 4 5 3လုံးပေါင်းချင်း5လေးနဲ့1 4 5ဆိုတဲ့ကဏ္ဍလေးချုပ်ပြီးမှထွက်တယ်ပေါ့နော်ဒီမှာနောက်တစ်ချက်က4နဲ့2နဲ့နှလုံးပေါင်းချင်း6ဖြစ်နေတယ်ပေါ့နော်အဲ့6ကို8 3နှလုံးပေါင်းချင်း1အဲ့1ကို5ခါလေးနဲ့6လို့2 5တွဲဝင်တဲ့အချိန်မှာတဲ့2
2နဲ့5နဲ့နှလုံးပေါင်းချင်းခွန်ဖြစ်နေပါတယ်တဲ့အဲ့ခွန်ဆိုရင်တဲ့ဒီ1နောက်ပိတ်လေးနဲ့ဒီနှလုံး6လေးနဲ့ခွန်လို့လိုက်ထည့်ရမယ်ဆိုရင် तू က2နောက်ပိတ်ပေးရမယ်ပေါ့နော်2 5 2ဆိုတဲ့ကဏ္ဍလေးအပေါ်ပင်နေလိုပဲရရှိခဲ့တယ်ပေါ့နော်အဲ့တော့အဲ့2 5 2လေးကိုလည်း8 2 5 3လုံးပေါင်းချင်း5တဲ့အဲ့5ကို8 2 5 3လုံးပေါင်းချင်း5လေးနဲ့ချုပ်ထားတယ်ပေါ့နော်အဲ့တော့2 5 2ဆိုတဲ့ကဏ္ဍလေးအောင်မြင်သွားတယ်ပေါ့အခုကျွန်တော်အပေါ်ပင်မှာရိုက်ခဲ့တဲ့3 1ခွန်ဆိုတဲ့ကဏ္ဍလေးရတယ်ညီမတဲ့2နဲ့3နဲ့နှလုံးပေါင်းချင်း2ဖြစ်နေတယ်ပေါ့နော်2နဲ့3နဲ့နှလုံးပေါင်းချင်း2ဖြစ်နေတယ်ဆိုတော့8 3နှလုံးပေါင်းချင်း1ရှိတဲ့အတွက်1ဖြစ်အောင်1ခါထက်3ည1အတွဲရဲ့လို့ဖြစ်လာပြီဆိုရင်4နဲ့1နဲ့နှလုံးပေါင်းချင်း5ဖြစ်သွားတယ်ပေါ့နော်အဲ့လို5လို့ဖြစ်ရင်တဲ့ဒီ3နောက်ပိတ်လေးနဲ့ဒီနှလုံးပေါင်းချင်း5ဖြစ်ရမယ်ဆိုတော့9နောက်ပိတ်ထည့်ရမှာပဲတဲ့အဲ့3ည1ခွန်ဆိုတဲ့ကဏ္ဍလေးရတယ်ပေါ့နော်အဲ့3ည1ခွန်ဆိုတဲ့ကဏ္ဍလေးကိုလည်းအပေါ်ပင်နေလိုပဲ1နဲ့3ည3လုံးပေါင်းချင်း3အဲ့3ကိုဒီ3လုံး3လေးနဲ့လည်းသူကချုပ်ထားတယ်ပေါ့နော်အဲ့တော့3ည1ဆိုခွန်ဆိုတဲ့ကဏ္ဍလေးကလွဲရဲ့နဲ့ဒီကဲလို့ဒီမူဆိုင်တွေအကုန်လုံးပေးခဲ့ရဲ့ရှေ့ညီကိုရွဲပေးမယ်ခွန်နောက်ပိတ်လည်းပေးမယ်ဆိုရင်ဒီတစ်ခွက်ပဲထိုးရမယ်ပေါ့နော်တို့ပေမဲ့လည်း3ခွက်လောက်တော့ထိုးရမှာပေါ့သူနဲ့အပြိုင်ကောင်းနေတဲ့10ခွက် site တွေရှိတယ်ပေါ့နော်အဲ့တော့ဒါဒီဗီဒီယိုဖိုင်လေးကတော့ဒါ3ည1ခွန်ဆိုတဲ့ကဏ္ဍလေးအဓိကဦးစားပေးအနေနဲ့ရွေးချယ်ပေးလိုက်ပါတယ်အားလုံးရှင်းမယ်လို့လည်းထင်ပါတယ်နော်ရှင်းမယ်လို့ပဲထင်ပါတယ်ပြီးခဲ့တဲ့ဗီဒီယိုဖိုင်တုန်းကကျွန်တော်ဒီ dead 10ခွက်ထည့်ထုတ်ပေးထားတယ်မလားအဲ့ dead 10ခွက်တဲ့ဒါ3ည1ခွန်ကဏ္ဍလေးတစ်ခွက်ကိုကျွန်တော်ရွေးချယ်ပေးလိုက်တယ်ပေါ့နော်သူ့ကိုကောင်းတာကဒီ3လုံး8ကိုတဲ့ဒီ3လုံး8နဲ့ထည့်ထားပေါ့နော်ဒီ3လုံး8ကိုလည်းဒီ3လုံး8နဲ့ထည့်ထားတယ်ပေါ့နော်ဒီမှာလည်းဒီ3လုံး8ကိုဒီ3လုံး8နဲ့အဲ့8 3ချက်တွေနဲ့လည်းချုပ်ထားတယ်ပေါ့အဲ့8 3ချက်တွေကလည်းဒီမှာနှလုံး8နှလုံး8နှလုံး8ဆိုပြီးရှိတယ်9 9 3ည3လုံး8 6 3ညနဲ့3လုံး8 8နဲ့8 3လုံး8ဟော8 3ချက်တွေရိုက်ထားတယ်ပေါ့နော်10ခွက်လိုင်းเนี่ยမထင်သလိုပေးတတ်တယ်ဒီမှာကြည့်8နဲ့8နဲ့နှလုံး6ကိုတဲ့6 9 1 3လုံး6နဲ့အဲ့လိုမျိုးရိုက်ထည့်ထားနော်6နဲ့5နဲ့နှလုံး1ကို4 4 3 3လုံး1နဲ့လိုက်ရိုက်ထည့်ထားနော်8နဲ့2နဲ့နှလုံး3ညကို3 5 3ည3လုံး3ညနဲ့လိုက်ရိုက်ထည့်ထားပါတော့အခုဒါကျွန်တော်ကအဲ့10ခွက်မူတွေ3မူပေါ့နော်နောက်တွဲဒီတစ်ခါတော့နောက်တွဲရှာပေးလိုက်တာပေါ့နော်1ခွန်2 8 3 9 40ပေါ့အဲ့တော့ညီကိုဒီထဲကနေမှဒီ10ခွက်ထဲကအဲ့ကျွန်တော်3ည1ခွန်ဆိုတဲ့ကဏ္ဍတစ်ပေါက်ကလွှဲရင်ဘာမှထိုးတရားမရှိဘူးပေါ့ဗျာတို့ပေမဲ့10ခွက်လုံးထိုးလို့ရတယ်နော်10ခွက်လုံးထိုးရင်တစ်ခွက်ထွက်သွားရင်လည်းဒါထွက်သွားနိုင်တယ်ဒါပေမဲ့အကူတွေမတွေက main အော့ကွက်ရွေးချယ်ပေးပါဆိုလို့ဒါကျွန်တော်လည်းအတက်နိုင်ဆုံးကွက်ကျွန်တော်ရဲ့စိတ်ကြိုက်ချုပ်ကွက်လေးတွေနဲ့ပဲရွေးချယ်ပေးထားပါတယ်အားလုံးကံကောင်းကြပါစေနော်3ည1ခွန်ဆိုတဲ့ကဏ္ဍလေးဒုတိယဦးစားပေးအနေနဲ့ရွေးချယ်ပေးလိုက်ပါတယ်အားလုံးကံကောင်းကြပါစေကိုလက်ပါ